ဖွားဘောကလိုင်းတွေကိုချိပြီးကန်ကြမကိုပြောလို့ရတယ်ဆိုတာမျိုးကြားဖူးကြမှာပေါ့နော်ဒါပေမဲ့အဲ့ချဲမှာလူတိုင်းစီမှာမရှိတဲ့အရန်ကိုထူးခြားတဲ့အမှန်တရားတခုပါနေရောဟုတ်ပါတယ်ဒီနေ့ကျွန်တော်တို့ပြောကြမှာကအဲ့လိုအလေးစားခံရဆုံးလက္ခဏာတစ်ခုဖြစ်တဲ့ညောင်ရွက်လက္ခဏာအကြောင်းပါပဲကဲကိုလက်ဖဝါကိုတစ်ချက်လောက်ထုတ်ကြည့်လိုက်ပါအောင်အဲ့ဒီမှာညောင်ရွက်ပုံစံအမှားအသားမျိုးတော့ပါနေသလားအကယ်လို့ဒီလိုမြင့်မြတ်တဲ့ပုံသဏ္ဍာန်ရှိနေတယ်ဆိုရင်အတိတ်ဘက်ကပါချင်မလဲလာပါအတူတူလေးလာကြည့်ကြတာပေါ့ဒီနေ့ကျွန်တော်ဘာတွေပြောကြမလဲဆိုတော့အရင်ဆုံးဒီမတားကဘာလဲဆိုတာမိတ်ဆက်မယ်ပြီးရင်သူ့အကောင်းတဲ့အချက်တွေနောက်တတိထားရမယ့်အချက်တွေကိုဆက်ပြောမယ်ပြီးတော့လက်ဖဝါတိုးလုံးနဲ့ခြုံကြည့်ရင်ဘလို့ဒိတ်ဖထားလဲဆိုတာကြည့်ပြီးတော့နောက်ဆုံးမှာကန်တရားနဲ့ရွေးချယ်မှုအကြောင်းလေးနဲ့အဆုံးသတ်ကြပါမယ်ကဲဒါဆိုရင်စလိုက်ကြအောင်အလုံးစိတ်ဝင်စားနေကြတဲ့ဒီလူဟွက်စမ်းကျဲတဲ့ညောင်ရွက်လက္ခဏာအဲ့ဒါတကယ်တော့ဘာလဲလက္ခဏာပညာမှာဘာဖြစ်လို့များဒီလောက်အလေးထားကြရလဲဆိုတာကြည့်လိုက်ကြအောင်ညောင်ရွက်ဆိုတာကတော့သိကြတဲ့အတိုင်းပဲဗုဒ္ဓဘာသာမှာတန်ရှင်းမှုနဲ့ဉာဏ်ပညာကိုကိုးစားပြုတယ်လေဆိုတော့လက်ဖွားပေါ်မှာမြင်ကြောင်းတွေစုပြီးဒီလိုညောင်ရွက်ပုံစံလေးဖြစ်သွားတဲ့အခါအတိတ်ဘက်ကတော်တော်လေးကိုထူးခြားသွားရောအများသောအားဖြင့်ကအတက်လန်းကြောင်းရဲ့အောက်နားလေးမှာတွေ့ရတတ်တယ်အဲ့လိုနေရာမှာရှိတာကအသက်ရှင်မယ်ကျန်းမာမယ်အသက်ကြီးလာတဲ့အခါချင်းချမ်းသာသာနေရမယ်ဆိုတဲ့သဘောမျိုးတည်ရောက်ပါတယ်ဟုတ်ပြီဒါဆိုရင်ဒီလိုထူးခြားတဲ့အမတ်သားပိုင်ဆိုင်ထားတဲ့သူတွေရနိုင်တဲ့ကောင်းကျိုးတွေကောင်းကြီးတွေဘက်ကိုရင်ဆုံးကြည့်လိုက်ကြရအောင်အဓိကကောင်းကျိုးကြီး၃မျိုးရှိတယ်လို့ဆိုကြတယ်ပထမတစ်ခုကကွယ်ကားဆောင်ရှောက်ခြင်းဆိုလိုတာကအန်ဒီရေကြီးကြီးတဲ့နဲ့တွေ့ရတော့မယ်ဆိုရင်တောင်မထင်းမပဲနဲ့လွတ်သွားလာမျိုးပေါ့ဗျာဒုတိယတစ်ခုကစိတ်ဓာတ်ပြင်မာခြင်းသူတို့ဘက်ကိုကူညီခြင်းစိတ်ရှိတယ်တရားဓမ္မဘက်မှာလည်းစိတ်အားထက်သန်နေပေါ့နောက်ဆုံးတစ်ခုကတော့ဘဝမှာကြီးကြီးမားမားအပြောင်းလဲဖြစ်စေမဲ့အခွင့်အရေးကောင်းတွေရောက်လာတတ်တာပါပဲအဲ့ဒီအခွင့်အရေးတွေကနေတဆင့်ပေါ့နော်တကယ်ကိုကြီးကျယ်ခမ်းနားတဲ့အောင်မြင်မှုမျိုးတွေအထိရောက်သွားနိုင်ခြင်းရှိပါတယ်တမိုင်းမှာနာမည်ကြီးခဲ့တဲ့ခေါင်းဆောင်တွေလုပ်ငန်းရှင်ကြီးတွေတော်တော်များများရဲ့လက်ဖွားမှာဒီလိုအမတ်တရားမျိုးရှိခဲ့တယ်လို့လက္ခဏာပညာရှင်တွေကပြောကြတာပေါ့နော်အောင်မြင်မှုကဘယ်လောက်အထိကြီးမားနိုင်လဲဆိုတာကိုဒီအောင်မြင်ရေးလမ်းကြောင်းကနေထီထုတ်လို့ရတယ်အခဲလို့များအောင်မြင်ရေးလမ်းကြောင်းရဲ့အဆုံးမှာကျေပွန့်ပုံစံအမှားသားလေးနဲ့သာဆုံးနေတယ်မယ်ဆိုရင်ဒါကတားမှန်အောင်မြင်မှုမျိုးမဟုတ်တော့ဘူးတိမ့်တန်းချီတဲ့စီးစိမ်ဥစားတွေအထိပိုင်ဆိုင်နိုင်တယ်ဆိုတဲ့ဟောခိမ့်ပဲဗျာဒါပေမဲ့လေတင်ကားဖျားမှာခေါင်းနဲ့ပန်းစော်ပြီးနှစ်ဖက်ရှိသလိုပဲညောင်ရလက္ခဏာမှာလည်းကောင်းကျိုးတွေရှိသလိုတတိထားရမယ့်စင်ခေါ်မှုတွေအားနည်းချက်တွေလည်းရှိနေပြန်ကုန်တကယ်စိတ်ဝင်စားစရာကောင်းတာကဒီလက္ခဏာပိုင်းရှင်တွေရဲ့အချီးမဆုံးအားသာချက်ဖြစ်တဲ့စိတ်ကောင်းရှိတာကုညီတတ်တာကပဲသူတို့အတွက်အချီးမဆုံးစိတ်ဖြစ်စီမှုဖြစ်နေတတ်တာပဲသူများတို့ရန်ပူပိုင်ပေးလို့တော့ကိုယ်တိုင်ကစိတ်ပြင်မှရရောနောက်ထပ်ဒီလက္ခဏာပိုင်းရှိတဲ့ထူးတတိထားရမှာကလူတွေကိုလွယ်လွယ်ယုံတတ်တာပဲဒီစိတ်ကြောင့်အလင်ခံရနိုင်ခြင်းအရင်များတယ်ပြီးတော့စိတ်ကနှုတ်တော့မကြာခဏဆိုလို့စူးယုံပူပန်မှုတွေဖြစ်ရတတ်တဲ့အရေးကြီးဆုံးကတော့ကံကောင်းတဲ့ဆိုပြီးခွင့်ရည်တွေရောက်လာတဲ့အချိန်မှာဆုံးဖြတ်ချက်တစ်ခုလေးမားလိုက်တာနဲ့အရာအလုံးလက်လွတ်သွားနိုင်တာကိုသတိပြုရပါမယ်ဒါကြောင့်မို့လို့အဓိကအချက်ကရှင်းရှင်းလေးပဲညောင်ရွက်လက္ခဏာတစ်ခုတည်းကိုကြည့်ပြီးတော့အားလုံးကိုအစွန့်ဖြတ်ပေးလို့မရဘူးတကယ်တိတိကျကျသိကျင်နေဆိုရင်လက်ဘဝတစ်ခုလုံးမှာရှိတဲ့တခြားအမှတ်သားတွေလမ်းကြောင်းတွေနဲ့ပေါင်းပြီးတော့မှကြည့်ဖို့လိုပါတယ်ဥမာအနေနဲ့ကျမရေးတတိပေးချက်တွေပေါ့လက်ဘဝပေါ်မှာလှမ်းပုံစံအမှတ်သားမျိုးပါလာရင်ခွဲစိတ်ကုသရနိုင်တဲ့ဒဏ်ရာရတာမျိုးကိုပြပြတယ်ရေမြောင်းလို့ခေါ်တဲ့နက်ပြီးမဲနေတဲ့အဆက်ကတော့နှလုံးအဆုပ်ကြောက်ကက်လို့အရေးကြီးတဲ့ကိုယ်တွင်အင်္ဂါတွေမှာပြဿနာရှိနိုင်တာကိုတတိပေးနေတာမြင်းတစ်ကြောင်းပေါ်မှာအဆက်ပြောက်ရေကြောတစ်ခုခုရှိနေပြန်ရင်လေသွေးကြောပိတ်တာမျိုးဒါမှမဟုတ်ဘဝမှာအခက်အခဲကြီးတစ်ခုနဲ့ရင်ဆိုင်ရနေတာမျိုးကိုပြနေတာပါအောင်မြင်မှုနဲ့ပတ်သက်လာရင်လက်ချောင်းတွေရဲ့အနေအထားကလည်းအများကြီးပြောပြနေပါတယ်လက်ချောင်းကလက်ခလဲဘက်ကိုနည်းနည်းလေးစောင်းနေရင်လူအများကအတိမတ်ဖြွဲကြော်ကြားမှုကိုရနိုင်တယ်လက်တူကျွဲကလက်တန်းဘက်ကိုရိုင်းနေရင်အယောင်ဝယ်ပိုင်းမှာထူးချွန်တတ်ပြီးတော့လက်တန်းကလက်တူကျွဲဘက်ကိုပြန်ရိုင်းနေရင်တော့စီးပွားရေးအမြင်ရှိတဲ့လုပ်ငန်းကိုင်ကိုင်းကြီးမှာအောင်မြင်မယ်လို့ဆိုလိုတာပါဒါတော့တကယ်ကိုရှားပါပြီးအစွန်းထက်တဲ့လက္ခဏာတစ်ခုပဲတုံးခွဲနေတဲ့အောင်မြင်ရေးလမ်းကြောင်းလို့ခေါ်တယ်ဒီလမ်းကြောင်းရဲ့အခက်၃ခက်ကစနေတနင်္ဂနွေနေ့နဲ့ဗုဒ္ဓဟူးကြောခုံတွေစီကိုရောက်နေမယ်ဆိုရင်အဒီပင်ကတော့ငွေရေးကြေးရေးတစ်ခုတည်းတင်မဟုတ်ဘူးနာမည်ကျော်ကြားမှုကျမ်းမာရေးအားလုံးနဲ့ပြည့်စုံတဲ့မျှတတဲ့အောင်မြင်မှုကိုရမယ်ဆိုတဲ့အလွန်ကောင်းတဲ့နိမိတ်ပါပဲကဲဒီလောက်ဆိုရင်တော့ညောင်ရဲ့လက္ခဏာနဲ့ပတ်သက်ပြီးအကောင်းဆူရှင်းဆက်ရမယ်လားဒေါ်လီစုံစုံလေးဒီလောက်ပြီးပါတော့ဒါဆိုညီခွန်းချော်အနေနဲ့အားလုံးတဲ့အရေးကြီးဆုံးအချက်ကိုပြောကြအောင်ညီချက်ကိုတော့အမြဲတမ်းတတိယစေချင်ပါတယ်ကို့ဘဝကိုအမှန်တကယ်ပြောင်းလဲနိုင်တဲ့စွမ်းအားကလက်ဘဝပေါ်လာမြင်းချောင်းတွေစီမှာမဟုတ်ပါဘူးကိုယ့်ရဲ့စိတ်နေစိတ်ထားနဲ့နေ့စဉ်ရွေးချယ်မှုတွေကသာကိုယ့်ကံကြမ္မာရဲ့တကယ်ပဲ့ကန်ရှင်တွေပါ
ဒါကြောင့်ညောင်ရဲ့လက္ခဏာကိုကန်တရားကိုပေးတဲ့အာမခံချက်တစ်ခုလုံးမတွေးပါနဲ့ဒါဟာအခွင့်အရေးကောင်းတွေရဖို့တကားဖွင့်ပေးလိုက်တဲ့တော့တစ်ချောင်းပဲလို့မြင်ကြည့်လိုက်ပါအဲ့ဒီတကားကိုဖွင့်ပြီးအမြင့်ဆုံးကိုရောက်အောင်သွားဖို့ကတော့ကိုယ့်ရဲ့ဉာဏ်ပညာစူးစမ်းမှုနဲ့မှန်ကန်တဲ့လှုပ်ဆောင်ချက်တွေအပေါ်မှာပဲမူတည်နေတာပါ ဒီတော့နောက်ဆုံးအနေနဲ့စဉ်းစားစရာလေးတစ်ခုထားခဲ့ချင်ပါတယ်လက်ဖွားပေါ်ကလက္ခဏာတွေကကိုယ့်အနာဂတ်အတွက်လမ်းပြပြေးနေတဲ့မြေပုံတစ်ခုလားဒါမှမဟုတ်ပြောင်းလဲလို့မရတော့တဲ့အမိန့်တစ်ခုလားအဖြေကတော့ကိုယ်တိုင်ပဲရှာဖွေရမှာဖြစ်ပါတယ်